Sub YouTube ကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က24နာရီအတွင်းအစားမစားဘဲနဲ့ဒီအရေးတွေပဲတောက်သွားပြီးတော့ရအောင်နေသွားမှာပဲဖြစ်ပါတယ်စမ်းကြည့်လိုက်အောင်ဒီဆိုပထမဦးဆုံးကျွန်တော်လိုမဲ့ဟာတွေကတော့ဒီတောက်ဖို့အတွက်ပေါ့ဝယ်ရမယ်ပေါ့အဲ့တော့ကျွန်တော်အခုပတ်စံ9000ပဲသုံးမယ်အဲ့ဒါနဲ့ကျွန်တော်စီတွားဝယ်မယ်ဒီအေးတွေဘယ်လောက်ရလဲဆိုတော့တွားဝယ်မယ်လေဒီတောင်းခုလာOkay guys ဒါကတော့ကျွန်တော်ဝယ်ထားတဲ့အချိုရည်တွေပေါ့ဒါကျွန်တော်9000ပဲတုံပြီးဝယ်ထားတယ်အကျွေးလေးနည်းနည်းတော့ပေးရပါပေါ့9000မြေတုံပြီးဝယ်လို့ရတာရဲ့ဟာပါဒီဟာနဲ့ပဲကျွန်တော်နောက်ထပ်24နာရီဒီနေ့ညနေကစပြီးမနက်ဖြန်အထိ24နာရီလုံလောက်အောင်နေထိုင်သွားမှာဖြစ်ပါတယ်ကျွန်တော်ဘာစားမှမစားပဲရအောင်နေကြည့်မယ်ကျွန်တော်ဒါတွေပဲတောက်မယ်အခုအချိန်က9နာရီထိုးနေပြီကျွန်တော်ဒင်နာမစားရသေးဘူးအဲ့တော့ကျွန်တော်ဒီထဲကဘာကိုအရင်တောက်ရမလဲဆိုတာစဉ်းစားလာအောင်ဒိန်ညင်လေးပဲအရင်တောက်လိုက်ပါမယ်ဒိန်ညင်ကရေခဲတက်တာကလည်းမီးပြတ်ရင်မနှက်ကြရင်တိုးရမှာလဲကြောက်ရတယ်အဲ့တော့ဒိန်ညင်လေးပဲအရင်တောက်လိုက်ဒိန်ညင်ကတော့တော်တော်ကောင်းတယ်ခါရကောင်တောက်လိုက်တာဒီကတပူ1500ပဲပေးရတယ်အများကြီးရတယ်တန်လားမတန်လားကျွန်တော်လည်းမသိဘူးတန်လို့တော့ထင်တာပဲမတန်ရင်လည်းပြောကြပါအောင်ကဲအခုကျွန်တော်ဒင်းရင်တောက်ပြီးသွားပြီဒါပေမဲ့နည်းနည်းမောဟာသေးဘူးပေါ့ဒင်းနာမစားသေးဆိုတော့ဒီနောက်ထပ်ဒင်းရင်တပူတက်တော့ဒါကတော့ဒင်းရင်အထုပ်နဲ့ပေါ့ယူဒင်းရင်ယူဒင်းရင်ကတော့ခဏဒင်းရင်ကတော့မကောင်းဘူးပေါ့နည်းနည်းဘလိုကြီးလည်းမသိဘူးအောက်မှာလည်းပေါက်ဟာပေးကောင်းပြီကဲအဲ့တော့ကျွန်တော်ဒီနှစ်ခုကုန်သွားပြီပေါ့ဘိုက်တောင်တော်တော်တင်းသွားပြီဒီလိုလေးတိမ့်လိုက်မယ်ကဲဆိုတော့အခုကျွန်တော်မှကြံတာဒီ3ဘူးကြံပဲပြီးရင်ကျွန်တော်ရေလဲပါရောရေဆိုရင်တော့အရေ4ခုပေါ့ကျွန်တော်ကော်ဖီထုတ်ရှိရင်လည်းကော်ဖီထုတ်နဲ့ဆိုရင်အရေ5ခုပေါ့အဲ့တော့ကျွန်တော်ဒီညအတွက်ကတော့အဲ့နှစ်ခုပဲတောက်လိုက်မယ်ကျွန်တော်ဒီကြံတာကိုမနေ့ဖြန်တော့ရအောင်လုံလောက်အောင်ခြံထားမယ်အဲ့တော့ဒီညတနေ့တာအတွက်ကဒီနှစ်ခုနဲ့တင်ကျွန်တော်ပြီးသွားပြီ
ဒီ3ခုပဲရှိရပေါ့မနေ့ဖြန်ရအောင်နေဖို့အတွက်ဒီ3ခုခြံထားလိုက်မယ်အဲ့တော့ကျွန်တော်အခုညဘက်လည်းရပြီဆိုတော့အိတ်တော့မယ်မနေ့ဖြန်ပြန်တွေ့မယ်အဲ့ခင်တော့ကျွန်တော်ဒီရေပဲတောက်မယ်ပေါ့ရေပဲတောက်ပြီးတော့နောက်နေ့မှတခြားအရင်ထပ်တောက်မယ်Good night. Hey guys, aku mana kurang kue jauh ni biwa. And ada jono jauh le tua ram. Meni alu seni terengu ni mau dah. Tini ada ni lah ni so jauh tua. Ada jono mana sada be hiu ini tahu mana kau mana so cini le. ကျွန်တော်စမ်းကစ်တောင်းရင်လည်းစမ်းကစ်ရနည်းနည်းစိုးတာပဲအများကြီးဗျာမနေ့ပိုင်းတောင်းရင်ဘယ်လိုလဲမသိတော့ကျွန်တော်ဒီဗီတိုဘဲနုလေးတောင်းရတယ်။ကြောင်းရောက်မှစမ်းကစ်ဒီပါတောင်းရင်တောင်းလိုက်မယ်။ဗီတိုဘဲနုတော့တော်တော်မတောက်တော့တော်တော်ကြာပြီရတာတော့မမှန်မိတော့ကောင်းတော့ကောင်းပါအဲ့လောက်ထိတော့မဟုတ်တိတ်မကြိုက်ကျွန်တော်ကြောင်းကားလဲနောက်ကျနေပြီဆိုတော့သွားလာမယ်ညနေကျမှပြန်တွေ့မယ်ဆိုတော့အခုကျွန်တော်ကျောင်းပြန်ရောက်ပြီပေါ့ကျောင်းကနေပြန်ရောက်တာအခု3နာရီတော့ကြော်နေပြီကျောင်းမှာကျွန်တော်ဘာမှတော့မစားခဲ့တော့အဲ့တော့အခုအိမ်ပြန်ရောက်တော့ဘိုက်ရမ်းစားနေအဲ့တော့ကျွန်တော်ဒီမှာကြံတဲ့အေးနှစ်ဘူးလေးကတဘူးတောက်မယ်ဒီတဘူးတောက်မယ်ဒါလေးတောက်မှာပေါ့နော်ဒါလေးချီယာရန်ကောင်းတယ်ကျွန်တော်တောက်ခဲ့တဲ့မှာဒါအကောင်းဆုံးပဲဘိုက်တော့တင်းပါပဲဆိုတော့အခုကျွန်တော်အကုန်လုံးတောက်ပြီးပါပြီဒီတဘူးပဲကြံမယ်ဒီတဘူးကကျွန်တော်ဒီညာဘက်အထီဆိုရင်ဒီတဘူးပြီးရင်မရှိတော့ဘူးအဲ့တော့ကျွန်တော်ဒီတဘူးနဲ့ဒီတညက်နေကိုပေါ့လုံလောက်အောင် survive လုပ်ကြည့်မယ်နော်ဒီတဘူးပဲအခုကျွန်တော်ရေချိုးပြီးတော့ရေမချိုးခင်လေ့ကျင့်ခန်းရေလုပ်မယ်နေရလည်းနည်းနည်းပူနေလေခဏနားလာအခုကျွန်တော်လေ့ကျင့်ခန်းဆက်လုပ်မှာဖြစ်ပါတယ်ကျွန်တော်cardio ကတော့ကျိုးခုံမှုတော့ကကျိုးကပြတ်သွားပြီအဲ့တော့ကျွန်တော်ဒီနေ့ body weight workout လုပ်မယ်ခန္ဓာကိုယ်သုံးပြီးတော့လေ့ကျင့်ခန်းလုပ်တာเนาะတိုက်ထိုးကဘာညာပေါ့ let's go Yeah.
ကျွန်တော်အခုလေ့ကျင့်ခန်းလုပ်ပြီးသွားပြီပေါ့တော်တော်လေးမောသွားတယ်အဲ့တော့ကျွန်တော်ရဲ့နောက်ဆုံးကြံတဲ့အချိုလေးကိုတောက်မယ်ဒီအချိုလေးပြီးသွားရင်တော့ကျွန်တော်8နာရီအထိပဲနေရမယ်အဲ့ဆိုရင်24နာရီပြည့်ပြီကျွန်တော်အဲ့ဆိုရင်ဒီ challenge ကိုအောင်မြင်သွားပြီအဲ့တော့ဒီဟာလေးနောက်ဆုံးတောက်ကြည့်မယ်ကုန်ပါပြီအခုကျွန်တော်အိပ်ပြီးထားတာ9နာရီထိုးပါပြီအဲ့တော့ကျွန်တော်ရဲ့ challenge လေးကပြီးဆုံးသွားပါပြီဒီလိုမျိုးဗီဒီယိုတွေထပ်ကြည့်ချင်နေဆိုရင် like and subscribe လေးလုပ်ပေးပါ